အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်ရှေ့ရက်တွေမှာပေါ့နော် CPU အကြောင်း RAM အကြောင်း ROM အကြောင်းကိုပြခဲ့ပြီးပြီဆိုတော့ဒီနေ့မှာဆိုလို့ရှိရင် CPU ရဲ့ RAM ရဲ့ ROM ရဲ့ဘယ်လိုချိတ်ဆက်ပြီးတော့အလုပ်လုပ်ဆောင်မှုရှိလဲဆိုတဲ့အကြောင်းကိုပြပေးသားမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးရင်ဘယ်ကောင်တွေကဘယ်လိုရေးပါတယ်ဆိုတဲ့အကြောင်းကိုပို့ပြီးတော့တည်သွားမှာဖြစ်ပါတယ်ဥပမာတစ်ခုအနေနဲ့ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စားတော့ဆိုင်တစ်ဆိုင်ရဲ့ပေါ့နော်စပူမူရဲ့သူ့ရှေ့မှာပြင်တဲ့ကျွန်တော်တို့စပွဲခုံရဲ့လို့ရှိရင်ဂိုးတောင်ရင်အဲ့သုံးခုနဲ့ဥပမာပေးပြီးတော့ပြပေးတတ်မယ်CPU ကဘာနဲ့တူလဲဆိုတော့စပူမှုနဲ့တူတယ်စပူမှုကအလုံးများများလှုပ်ဆောင်နေမှာဟင်းပွဲတစ်ပွဲကိုမြင်မြင်ဆန်ပြီးမြောက်မှာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ရဲ့သူ့ရှေ့မှာဟင်းပွဲပြင်တဲ့စပွဲကလည်းခြေမှသူကအချိန်တူတူအတွင်းမှာပေါ့နော်ဟင်းပွဲအမြတ်များကိုပြီးအောင်လှုပ်ဆောင်နေမှာပဲဖြစ်ပါတယ်အဲ့လိုပဲပေါ့နော် CPU ကောင်းပြီးတော့မှစပွဲခုံက RAM ကနည်းနေမယ်ဆိုလို့ရှိရင်လည်း live ပဲမမီဘူး CPU ကညံပြီးတော့မှ RAM ကများနေမယ်ဆိုလို့ရှိရင်လည်းကျွန်တော်လှုပ်ဆောင်မှုကတွင်ကျဲမှာမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်သူတို့နှစ်ခုကမျှတနေဖို့လိုတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ROM ကကြောက်ဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်သူတို့မှာတင်ပေးထားတဲ့ဂိုးတောင်နဲ့တူတယ်ဂိုးတောင်ကကြတော့သူတို့ရှိမှလိုအပ်တဲ့ပစ္စည်းအလုံးအလောက်ကိုပေါ့နော်တင်ထားပေးနေမှာဖြစ်ပါတယ်သူကဂိုးတောင်ကျယ်လေးမြဆန်လေးအဲ့တဘောတရားပါပဲအဲ့ဆိုလို့ရှိရင်တော့ကျွန်တော် CPU ရဲ့ ROM ရဲ့ RAM ရဲ့ ROM ရဲ့ဘယ်လိုလှုပ်ဆောင်လဲဆိုတဲ့အကြောင်းကိုတီးသွားလောက်ပြီပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦးဘိုင်ဘိုင်